မ်းဆောင်သူရဲ့အောင်နောင်နဲ့ဆုံးဖြတ်လိုက်ပြီလားမင်းရဲ့ပြုံးပြုံးလေးနဲ့ရက်ဆက်တဲ့သူရဲ့ငါမှာတော့ယူတရားလို့ပဲအမုန်းစကားတွေပြောတဲ့မေအရှုံးသမားကိုပြုံးပြဆမ်းပါမေဆွေးကိုမောင်သားလေးလွမ်းတဲ့ချင်းလေးတွေဆိုမောင်သားလေးဆွေးတဲ့ချင်းလေးတွေဆိုလူရဲ့ဦးနဲ့ဆောင်ရဲ့ပြောင်းခဲ့လေခွေမောင်သားလေးချင်း